ဦးမော်ဒီဟာဦးမော်ဒီခင်ဗျာဘယ်လိုလုပ်နေတာလဲဟမ်ကျွန်တော်အတော်အရင်မဆက်တာကြာပြီကျွန်တော်ဘာရှက်ဆက်လုပ်ရမလဲဗျဒီကမောင်းဗျာကျွန်တော်ကြိုးစားပြီးရှာပေးပါမယ်ကျွန်တော်ကြိုးစားပါမယ်ဟာကြိုးစားပြီးရှာမယ်ဆိုတာပါဆက်ကပြောတာလေတကယ်လက်တွေ့မှာအဲ့ငွေတွေကျွန်တော်ရှိကိုပြန်မရောက်လာဘူးကျွန်တော်ရှေ့ဆက်ဖို့လုပ်ကြမသိဘူးခင်ဗျားယုံကြည်မှုတစ်ခုနဲ့ကျွန်တော်ပေးထားတာလေဟုတ်ကဲ့ကျွန်တော်ဂရိတီပါတယ်ဗျာကျွန်တော်ဂရိတီပါတယ်ကြိုးစားပြီးဆက်ပါမယ်ဟာဒီဂရိတီပါတယ်ဆိုတဲ့စကားကြီးပဲထက်ကပြောနေတယ်အချားတယ်ဗျာဦးမိုးဒီဒီလကုံလုံးမှာခင်ဗျာကျွန်တော်ဒီအိမ်ပြန်မရွေးနိုင်ရင်အဲ့ဒီအိမ်ကိုကျွန်တော်ပေးရပါမယ်လာရဗျာလုပ်ပါစေလုပ်ပါစေကျွန်တော်ကြိုးစားပြီးဆက်ပါကျွန်တော်ကြိုးစားပြီးဆက်ပါမယ်ဟေးဟာဘယ်တတိထားပါပြီဟာဘေးစေကန်လေးပိတ်လို့စေကန်လေးတန်ရှင်းလုပ်လို့ပြီးတာရှိတယ်အပြင်သွားမယ်ကြံကရှိတယ်အခုပဲမှမသွားပြန်ဘူးအိမ်နဲ့လက်တန်ရှင်းလုပ်အောင်ဆရာကလည်းအိမ်မော်လေးငါးပါလို့အိမ်မော်လေးခေါ်ပါဆိုတော့လေအိမ်မော်လေးငါပဲဟာတယောက်တည်းကိုရှုံနေတာနော်အိမ်မော်ကြောင့်လည်းမငားချင်ဘူးဒီတစ်ဖက်ပဲလိမ့်ခိုင်းနေတာနော်သူမိမကျတော့ဖနက်ကိုတရက်ကိုတရံဝယ်ပေးလိုက်တာဆိုတာဘုန်းကြီးညာအိမ်ထဲဝင်ခြင်းလို့လေဟုတ်တကားလေးလာဖွင့်ပေးစမ်းဟုတ်ကဲ့ဖွင့်ပေးပါပါခင်ဗျအိမ်ထဲဘလို့လူလဲမသိဘူးငါငကောမှကြောက်တော့ပါသူကငါ့ကိုလိုက်ပို့ပြီးကောက်အောင်လုပ်နေတယ်ဩဒုက္ခပဲလာပြီကြောက်ကချက်ငါချဝင်းနေချက်ရေလုံပြုတ်ခရမ်းညင်းသည်ရေလုံပြုတ်ငရုတ်သည်ထောင်းရတယ်ဝင်ခဲ့တော့နော်โอเคတကားပွင့်ခဲ့ပြီကျေးဇူးပါဘယ်လာလဲညာထိုင်လေးနေโอเคခင်ဗျဟိုဒီလိုပါဘာကိစ္စကျွန်တော်ဆရာမဟုတ်ဘူးလေမှားနေတယ်ဟုတ်နေရမှားလို့ဘာကိစ္စကျွန်တော်ကျမ်းမာရေးလေးမကောင်းလို့ဆရာရှိလာပြတာပါမှားနေတယ်ခင်ဗျအဲ့ဘာလို့လဲဘယ်ရလဲဘာလာလို့နေစမ်းပါကွာစကားတွေကိုရှင်းတယ်မင်းရတယ်ဘာလို့နဲ့တွေ့ကြလို့ခုမှတန်ရှင်းလောက်တော့ဖုန်နေတက်ကုန်လေးပဲတိတ်မလုံနဲ့ဘာလို့လဲလို့အဲ့ဒါလားကော်ဖီတောက်လားတောက်ခဲ့ပြီဒါဆိုရင်မုတ်စားခဲ့ပြီစင်းလေးပါပါတယ်ကွာတလေးလောက်တိုက်ပါဦးဟုတ်တယ်ကျွန်တော်ဝယ်မတော့နိုင်လို့အဲ့လိုမထင်ပါနဲ့လေအိမ်ထဲကအိမ်ပြင်မထွက်အားလို့ပိုင်တလေးလောက်နည်းလောက်တရားလေးစွန့်ကြဲပါတော့ပါကျေးဇူးတင်ပါတယ်ဆရာမရှိတော့လေတလေးလောက်ကျေးဇူးစလေးကမိုင်းစားပဲမြင့်ကြည့်လေခဏရပါတယ်အားနာကြရအားနာထဲကြတော့ဟုတ်ကဲ့မလေးဘာဖြစ်တယ်လဲကွာအကောင်းတွေပါမီးတော့မလို့ဘလို့ကြီးလို့လဲဗျာကဲပါလားကွာသိချလို့စမ်းရှုပ်ပါအေးပါဘလို့နှခမ်းတွေပါဘူးကုန်ပါပြီဆဲလေးကိုအိုင်လာရှုပ်လိုက်တော့ကျွန်တော်ဘလို့သွားတော့မတော့ဗျာခင်ဗျာရက်ဆက်လိုက်တာဗျာမလို့ဆရာရှိလားဆရာမင်းလူပြောရလားမင်းဆရာဘယ်နှယောက်ရှိလို့လဲတယောက်တည်းရှိတာပါကျွန်တော်ဆရာဈေးကျုံသွားတယ်ဗျဈေးကျုံဟုတ်ကဲ့ဘာသွားလို့တော့အဝတ်စားသွားဝယ်ဟုတ်ဘယ်တော့သွားခုနမှသွားတာဘယ်သွားဈေးကျုံသိတယ်ဘယ်သူသွားတာလဲလို့ကျွန်တော်ဆရာလို့သိပါတယ်ဆိုကွာဘာသွားလို့တာလဲမေးနေမင်းအဝတ်စားသွားဝယ်အဝတ်စားဝယ်မှာဈေးသွားမှာတော့ဒါဝယ်မှာပေါ့ကွာဒါပေါ့လေဘယ်သူသွားတာတော့ကျွန်တော်ဆရာလို့အေးဟုတ်ပြီဘယ်ဟိုသွားလဲငါသိချင်ဈ
ဈေးချိုသွားတယ် ဈေးကျော်သွားတော့သိတယ်ကွာ အဖြစ်ရလေ ဘာသွားလို့တာလဲလို့ ဈေးချိုမှာအဝတ်စားသွားဝယ်တယ်တဘောပေါက်ပါပြီဟုတ် ဘယ်တော့ ခုနကတော့သွားတာ ဘသူသွား ကျွန်တော်ဆရာ ဈေးချိုသွားတယ်အဝတ်စားသွားဝယ်တယ်ခုနကတော့သွားတာသိပြီလားအမလေးစဲလိုက်တဲ့တလိုက်ကိုမင်းရှော့ပြီးတိုင်မဲချင်ဆွတ်မဲတာဗျာ ဘာနဲ့သွားလဲအော်ဒီလိုသွားတာ ဒီလေဟုတ်ဘူးဗျာကြောက်ဆိုင်သွားတာကားနဲ့သွားတာဘာကားစီးသွားလဲမယုံလို့လား ဘသူရှိလဲ တော်ပါသေးရဲ့ပြီးတော့လို့မမလေးရှိတယ်ဗျ ခေါ်လိုက်ပါဗဇက်နဲ့ ပတ်စံနဲ့မခေါ်လို့ကြောက်ကဖေးကြီးနဲ့ခေါ်မှာလားဗျအဲ့ဒါမမလေးခေါ်နေတယ် ဟေ့မင်းကပြောင်းမြန်ကြီးပါလား အမေလို့လည်းကြောက်လဲပြောင်းပြန်နေဖြစ်ကုန်ပြီဗျာဟုတ်မမလေးအဲ့ဒါရောက်နေတယ်ဗျ ဧည့်သည် ဟုတ်ကဲ့ ဧည့်သည်ဆိုလို့ဘယ်သူများပါလဲဘာကိစ္စလဲဘာလာလောက်တာလဲ ဟိုကောင်ရှိလား ဘယ်အကောင့်လဲဘယ်အကောင့်မှမရှိဘူး နင်းလင်ကိုပြောတာ နင်မရိုင်းလာကြည်လား တစ်ဖက်ကလည်းမရင်ကြီးလို့ပါ ငါရိုင်းနိုင်လက်ရိုင်းရအောင်ငါအနေနဲ့အဆင့်တန်းမတူဘူးငါနဲ့လို့အောက်တန်းစားမဟုတ်ဘူး ဟာဒီကောင်က ကိုကိုညီရလေမျက်မှောရိုင်းမလို့တဲ့မျက်မှောချလိုက်တာကိုကိုရဲ့ ။ဟေ့အောင်မင်းသူမင်းကဒီကိုဘာလာလောက်တာတော့ဘာကိစ္စတော့ ငါကိစ္စပြောမယ်မင်းနာဘောက်ကိုတေးသေးချာချာချဲ့ပြီးတော့နားထောင်ဖေးနေမကောင်းကွာလိုအပ်တဲ့စီးပစ္စည်းယူပြီးဖေးကိုစီးသွားကုပေးလိုက်ပါအေးငါအလကားကုခိုင်းတာမဟုတ်ကြာတဲ့ငွေကိုငါပေးမှာအခုတော့မပါသေးဘူးကွာအကျွေးမှတ်ထားတယ် ဒီကောင်ကွာ ဟဲ့နင့်ကငါပြောရတဲ့ကိစ္စသိရောသိကြရလားဟာ နင်ကလေသိကြပါလေဆိုဘာဖြစ် နင်ကသိကြတယ်ပြောနေတာခုဒီဘာအရင်အောင်မှလည်းမတွေ့ရသေးဘူးဘသူမှလည်းမတွေ့ရသေးဘူး ဒီမှာပစ္စည်းကောင်းလိုချင်စိတ်ရှည်ရတယ်ဟာနင်ကလေစိတ်ရှည်ထားစမှာဟာ စိတ်ရှိပါတယ်ဒါပေမဲ့ခုထိမှရောက်မလာသေး ငါသေးချချိန်နာပါတယ်ဒီမှာငါလေမပိုင်ချင်းတော့မရဘူးမှတ်ထားခဏလေးပဲစောင့် ဘူးပြီးတာပဲချက်တော့စောင့်ကြည့်လိုက်မယ်လေနော် စောင့်ကြည့်စမ်းပါငါသေးချချိန်နာပါတယ်ဆိုတော့မှ ဟုတ်ချူလေးညမိတ်ဆက်ပေးမယ်နော်သူ့နာမည်ကလေဂျော်နီတဲ့ညငါပြောနေရလေဟာဂျော်နီဒါငါရဲ့တငယ်ချင်းဖြူလေးလေ အိုးဖြူလေးရလားနမလေးကဖြူစင်တယ်လို့လူတွေကလည်းတိတ်ကြပြဆန္ဒပဲနော် တွေ့ရတာဝမ်းသာပါရှင် ကိုနဲ့အတူပျော်စရာကောင်းတဲ့ကွာလေးကိုလိုက်ခဲ့မလို့ဆို ဟုတ်ကဲ့ တတိအပြည့်ပဲပေါ့ ကျမကြောက်တယ် မကြောက်ပါနဲ့ဖြူလေးရယ်ကိုကမင်းကိုကိုက်ဆောင်ဟုတ်တာကိုနဲ့လိုက်ခင်နော်လာပါဖြူလေးရယ်ဟဲ့ငါသွားပြီနော်လာပါကိုကမင်းကိုကိုက်ဆောင်တော့ ဟဲ့တယောက်ထဲလားအဖေမပါဘူးလား
ဒါဆိုရင်ဟော်လေးပါလေလို့တို့အဖေါ်ဖြစ်မတတ်မချင်လားလို့ ရွှေလက်တွဲပြီးအချစ်ပွဲလေးတော့နှွှဲလိုက်ချင်တယ် ဒါဆိုရင်တော့တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးဖြစ်မှရမယ်နော် အဝေးသွားစရာမလိုပါဘူးကွာတို့ရင်ခွင်ရဲ့တနေရာကိုဝင်ကြည့်လိုက်မင်းသိတ်ငင်းချမ်းသွားလိုက် အော်အဲ့ဒါရောက်နေတာပဲဘာဖြစ်လို့လဲနေမကောင်းဖြစ်လို့လားဖျားလို့လားနာလို့လားဘိုက်အောင်လို့လားလေအောင်လို့လားစားမဝင်အိတ်မပျော်ဖြစ်လို့လား စားလို့လဲဝင်တယ်အဲ့လို့လဲပြောတယ် ဒါဆိုရင်အိတ်သွားပါဦးလား ဘာလို့ရပါလဲ မဟုတ်ပါဘူးဟိုစားဝင်အိတ်ပျော်တယ်ဗောလို့ဟုတ်စိတ်ကန်းလာပြရတယ် ဒီမှာရှင်ကျမကိုမသိဘူးထင်တယ် အော်မသိလို့ဗောဘယ်သူလဲ မသိမှတ်ထား ဟုတ်ကဲ့ ကျမနာမည်က အော် ဖြူလေးတဲ့ အိုးနာမည်လေးကဥလေးတယ်လားအော် ဖြူလေး ဖြူလေးလား ဟုတ်တယ် ဟောဖြူလေး ဒေါက်တာမင်းလူရဲ့ညီမဖြူလေးတဲ့ အိုးဆရာညီမအိုး ဟုတ်တယ် ဒါကြောင့်မို့ချောနေတာဟို ရှင်တော်တယ် အဲ ကိုကိုရှိလား ဆရာကိုကိုတော့မရှိဘူးကျွန်တော်ရှိတယ် ကိုကိုဆိုတာငါ့ရဲ့ကိုကိုခေါ်နေရလေ ဩကိုဆရာက ဟုတ်တယ် ရှိတယ်နာမည်လေးကဖြူလေးနော် ဟုတ်ကဲ့ ကော်ဖီတောင်းလားအေး တောက်ချင် ဂိမ်းမုတ် ရ တမ်ဘ ရှိလို့လား မရှိဘူးလေ မရှိပဲလည်းမပြောနေရလဲ ဟိုဖြူလေးများစားကြင်တော့စားကြင်သွားဝယ်ပေးလို့ ရှင်လက်ဒါပဲနော် ဟိုကိုကအဲ့ဒါမဟုတ်ပါဘူးကိုကနှစ်ဖက် အေးဖြစ်ပါလေမနောက်ပါနဲ့ကိုကိုခေါ်ပေး ဟုတ်ကဲ့ဟုတ်ကဲ့ ကိုကိုခေါ်လိုက်စမ်းပါ ကကောင် အာသူကနှွဲတော်နှွဲနေတယ် ရောင်းကုန်ပြီခေါ်ပေးမယ်နော်ဖြူလေးခဏလေးစောင့်တော့ ဟုတ်ပြီ ဆရာဟိုဆရာညီမဥလေးရောက်နေတယ်အဲဟုတ်ဖြူလေးရောက်နေတယ်ဆရာ ညီမလေးရောက်နာလား ဟုတ်ကဲ့ လာပြီ ကိုကို ညီမလေး ဘာလဲမမမေ့ဘူးလားညီမလေးကို ငါညီမအချမ်းမမြင်တာကြာမှပိုးလာလား လာဒါကိုကိုထင်လို့ပါဒါမဲ့နည်းနည်းလေးပြင်တက်စင်တက်လာတာပေါ့ကိုကိုရဲ့ ပါပြီဗျာ ကိုကိုမတွေ့ရကြလို့ကိုကိုလည်းပူချောလာတယ်လို့ မြောက်ပြီ ဖေဖေကစာပေးခိုင်းလိုက်လို့ ဟောပြပြစားပေးခိုင်း ဟု လား တ်တယ်အဲ့ဒါပြန်ဝင်ပေးလိုက်စလို့ ဩပြပြပါရီတာတာ ဒါကြီးအဖေအတုံးလုံးနေလို့ငွေ10သိန်းလောက်ခဏညီမလေးနဲ့ပြေးလိုက်ပါကွာအဖေပြန်ဆက်ဖြစ်အောင်ဆက်ပါမယ်တာကြီးရဲ့ ဘာလဲလေကိုကို ပြပြရလေငွေ330လောက်အရေးကြီးလို့တဲ့အဲ့ဒါ ဘာသိန်း30ဟုတ်လားဘယ်ရှိမှလဲကိုကိုရဲ့ရှိတဲ့ငွေရလဲညမို့စိတ်နှကလို့ဖို့အတွက်အပ်ထားတာရွေးရအောင်ပါလေမရှိဘူးလို့ပြောလိုက် ပြပြရလေ ကိုကိုရှုပ်ရှက်တယ်မြင့်မို့မကြိုက်ဘူးနော် ညီမလေး ရှားတယ်ကိုကိုမိဘညီကိုမောင်နှမထက်တိတ်ကိုအရေးကြီးတဲ့ကိုကိုမယားစိတ်နှကကြီးလို့ဖို့ကိုကိုငွေစူးစမ်းပြီးရှာလိုက်ပါကျူလေးတော့ ညီမလေး အလက်ကန်းဆိုမသိတဲ့ဟာလေ အလိုက်ကန်းဆိုမသိတာဆရာညီမမဟုတ်ဘူး ဘာလို့လဲ ကျွန်တော်